ဒီနေ့လေ့လာမှာတော့ preposition ဆိုတော့ we back ဖြစ်ပါတယ် we back ကဘာပြလဲဆိုတော့ identifies a position ဆိုတော့နေရာပြတာပေါ့နော်နေရာပြတဲ့စကားလုံးကို we back လို့ခေါ်တယ်ဥပမာ on ဆိုလို့ရှိရင် on အပေါ်မှာဆိုတဲ့နေရာကိုပြရပါ surface of something ဆိုမျက်နှာပြင်တစ်ခုခုရဲ့အပေါ်မှာရှိရဆိုလို့ရှိရင် on သုံးလို့ရတယ်ဥပမာစပွဲမျက်နှာပြင်အပေါ်မှာဆိုရင် on the table the flower is on the table ဆိုတော့ပန်းဒီစပွဲအပေါ်မှာရှိတယ်